မနေ့ရောက်လည်းမလို့တော့ညနေထိအိမ်မထားပဲဆရာမနာစင်း ဦးမပိတ်လား ဒီပြတ်တော့မယ် ရှင်းပြီးကြောင်းပိတ်ရှင်းကြောင်းပဲတက်တာ